ညမှာနှစ်သီးလေးရှိတယ်အဲ့နှစ်သီးလေးကိုနည်းနည်းဆွဲထားလိုက်ဆွဲသွားရင်ဓာတ်ကိုဒီလိုတောင်းလိုက်ပြန်ဝင်မယ်ဒီလိုဝင်မယ်ဟုတ်ပြီနော်အဲ့လိုဝင်မယ်နော်နားလည်မလားနားလည်မယ်နော်ဟုတ်ပြီဒါဆိုရင်ဆရာဒီကနေပြီးတော့ဒီထီကိုအကြမ်းမြင်ပြန်ဆဲပြပါမယ်လိုက်ကြည့်မယ်နော်တစ်ချက်နှစ်ချက်သုံးချက်မှ၄ချက်ပေါ့နော်၄ချက်လို့သွားမယ်ပြီးလို့ချင်းပြန်ဝင်မယ်၅ချက်နားလည်မလားနားလည်မယ်နော်ဟုတ်ပြီအဲ့ဒါရင်ဒီဘက်ချောင်းဆက်ပြီးသွားမယ်နော်နံပါတ်5ချောင်းသွားမယ်အဲ့ရောက်သွားတဲ့ခါကျရင်ဘယ်လိုသွားရမလဲဆိုရင်အဲ့ဒီနေရာဒီမှာကုတ်ဖို့အရန်ပြည့်နေတဲ့လူဆိုရင်နော်ဒီလိုသွားလို့ရတယ်တခါကျရင်ကုတ်ဖို့မပြည့်တဲ့လူပိန်ညှောင်နေတဲ့လူတွေကြတော့ကုတ်ချိုက်တဲ့လူတွေပေါ့နော်ဒီချိုက်တဲ့လူဆိုရင်ငါတို့ဒီလိုသွားလို့မရတော့ဘူးညတဲ့ခါကျဘယ်လိုသွားမလဲလက်ပြန်သွားရတော့မယ်လက်ပြန်တို့ပြန်လာရမယ်လက်ကိုအဲ့တော့ဒီကောင်ဘယ်ဒီဆွဲချရမလဲဆိုရင်ကုတ်မှာရှိတဲ့အဆိုင်လေးကိုဆွဲချရမယ်ဒီကုတ်သားပေါ်မတက်ရအောင်နော်ဘယ်လိုမတက်ရအောင်လဲကုတ်သားပေါ်မတက်ရဘူးအဆိုင်လေးကိုဝင်ရမယ်အဆိုင်ရဲ့ဒီဘက်ထဲကိုလည်းမထွက်ရအောင်အဆိုင်ရဲ့ဒီဘက်ထဲကိုထွက်ရင်ဘာဖြစ်မလဲဆိုရင်နောက်ကအပြားကြီးကအကျယ်ကြီးဖြစ်သွားမယ်ကုတ်သားပေါ်တက်သွားရင်ရှူးသွားမယ်နားလည်မယ်နော်မင်းတို့ဒီပေါ်မှာဘလောက်ပဲလှအောင်ညက်ခဲ့ဒီဓာတ်ရည်တာမလာရင်မလာတော့ဘူးညီမစကားပေါ်မှာရှိရတောင်းမကိုလူမကိုလူကဘလောက်ပဲကျုပ်ဆိုအဝတ်လေးတက်တက်ရဲဝတ်ထားလို့ရှိရင်ကြည့်လို့ကောင်းလို့ပေါ့တောင်းလဲအောက်ကဘလောက်ပဲပျော့ပြဲဒီအကုတ်လေးကကောင်းတဲ့ခါကျလို့ရှိရင်တော်တော်လေးကြက်ကြချီခါတာပေါ့နော်ဟုတ်ပြီတောင်းမကိုလူမကိုစပယ်ညက်တာမှကျတော့တောင်းရည်တာအသက်ပဲနားလည်မယ်နော်အဲ့တော့အပေါ်မှာမလှခဲ့ရင်တော့မှတောင်းရည်တာလေးလှလို့ရှိရင်တလေးကြည့်ကောင်းတာပေါ့ဟုတ်ပြီနော်အဲ့ဒါငါတို့ကဒီကောင်ကိုသွားရနေမှာအဆိုင်လေးကိုရအောင်သွားမယ်အဆိုင်ကိုကြော်သွားရင်ဘာဖြစ်မလဲကြီးမယ်နောက်ကအပြားကြီးသွားမယ်ဆိုင်ကနေကြော်ပြီးတော့ဟိုဘက်ထဲကိုအတွင်းထဲဝင်သွားရင်ဘာဖြစ်သွားမလဲရှုံသွားမယ်နော်ရှုံသွားရင်နောက်မှာတိတိလေးပဲရှိတော့မယ်ဒါဆိုရင်ကလေးကလားဖြစ်သွားမယ်နော်ဟုတ်ပြီဒါဆိုရင်ဒါတော့ဒီအဆိုင်လေးကိုကွက်တီရအောင်တန်းပဲသွားမယ်အဲ့ဒါမှဆိုတော့ဧည့်သည်ကောင်ငါတို့ကသူတက်ဖြစ်နေရနေပြီးတော့နည်းနည်းလေးချီကိုငုတ်ခိုင်းလို့ရတယ်နော်နည်းနည်းလေးပဲငုတ်ခိုင်းမယ်နော်45လောက်ဒီမသွားဘူးနည်းနည်းလေးပဲငုတ်ခိုင်းမယ်25လောက်လေးပဲသွားမယ်ဟုတ်ပြီဒါဆိုငါတို့ကဒီကောင်ကိုနော်ဒီမှာဒီလိုလက်ပြန်ဆွဲမယ်ဆွဲခါကျရင်အရာလေးပဲပေးမယ်ဒီမှာဒီလိုမျိုးကြီးဆွဲမချနိုင်နဲ့အရာလေးပဲပေးမယ်အရာလေးပဲနော်အရာလေးပဲပေးမယ်နော်အဲ့လိုလေးပဲအရာလေးပေးသွားလို့ရှိရင်ရပြီဒီမှာဓာတ်ရလေးထွက်သွားပြီထွက်သွားတဲ့ခါကျရင်ဒီလိုပြန်ဆွဲချလိုက်မယ်တော့ပေါ့လားဒီလိုဂျိတ်ပြီးတော့တခါတည်းဂျိုးကြီးဆွဲမချနိုင်နော်ဆွဲချလို့ရှိရင်လက်ကငါတို့ကအပြန်လက်ပြန်ထားရပါတယ်ဆိုမှပဲနောက်ကိုကြီးဂျိုးကြီးပြန်ဆွဲနေရတဲ့ခါကျတော့အဲ့ဒါဓာတ်ပြတ်တတ်တယ်နော်အဲ့တော့တစ်ကောင်းမှပြန်နှစ်ကောင်းမှပြန်သုံးကောင်းလေးကောင်းငါးကောင်း၆ကောင်းလို့မှာတစ်ကောင်းတော့ပြတ်တတ်တယ်ငါတို့ကတစ်ကောင်းမှပြတ်လို့မရအောင်နော်အဲ့ဒီကောင်းတစ်ကောင်းမှပြတ်လို့မရအောင်ဆိုတဲ့ခါကျတော့အရာလေးပဲပေးမယ်ကိုမရိတ်တဲ့နေရာအရာလေးပဲပေးမယ်